အားလုံးပဲမင်္ဂလာပါဒီနေရာလေးကဆိုလို့ရှိရင် BNN နိုင်ငံမှာတရှိပါတယ်ဒီဟာလေးဆိုလို့ရှိရင်ကျွန်တော်တို့ BNN နိုင်ငံမှာကျွန်တော်တို့ဖျားဖူးပြီးတယ်ဆိုလို့ရှိရင်ဒီဖျားရဲ့အောက်မြေအောက်ခန်းထဲမှာကျွန်တော်တို့ငရဲကြီးရှစ်ထက်ပြသက်ပေါ့နော်ဒါတေချာပြသထားတာဖြစ်ပါတယ်မိမိတို့တွေမကောင်းတာတွေလုပ်ထားရင်ဒါတွေကြည်ထားကြပါတင်တို့တွေသူများမကောင်းတာလုပ်ရင်ဒီလိုမျိုးတွေတင်တို့တွေငရဲပြည်သွားရမယ်အိမ်မှာငရဲမင်းကြီးတွေရှိတယ်ငရဲသားတွေကိုဘယ်လိုလုပ်တယ်ဆိုတာအိမ်မှာပြသထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်တင်တို့တွေတွေ့မြင်နေရမှာကတင်တို့တွေသူများကိုမကောင်းတာလုပ်ရင်မကောင်းတာခံရမယ်ခန္ဓာကိုယ်ဖြတ်ပိုင်းထားတယ်တခြားမြင်ရတဲ့ဟာတွေကတော့အဲ့ဒီမှာငရဲမင်းတွေကနေပြီးတော့ငရဲသားတွေကိုတရားစီရင်ခန်းနေနောက်ပြီးတော့အဲ့မှာရှိတာအပြစ်ပေးနေတဲ့အခန်းတွေအများကြီးရှိပါတယ်ကျွန်တော်တွေအနေနဲ့ဒီနေရာကိုတော့မယ်ဆိုလို့ရှိရင် VN နိုင်ငံဟိုချီမင်းကနေလာပြီးတော့ကျွန်တော်ရှိတဲ့ VN နိုင်ငံဒါလက်မြို့လာမှာဖြစ်ပါတယ်ဒီမှာဒီနေရာကိုတွားကြည့်မယ်ဆိုလို့ရှိရင်တကယ်ချင်းနေလာပါနောက်မယ်ဆိုလို့ရှိရင်ကြောက်စရာအရန်ရှိပါတယ်တမင်ကြောက်လေတဲ့ငွေချင်းတွေကကြောက်နေမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်လက်ကိုတေချာကင်တွေထားဖို့လိုပါတယ်တင်ဟာသူများတကောင်မကောင်းတာလုပ်ထားတယ်ဆိုလို့ရှိရင်တော့ဒီနေရာရောက်တယ်ဆိုလို့ရှိရင်တင်းရဲ့တကူလုံးကတုံးတက်လာပြီးတော့တင်ဟာကျိတ်သေးကြောက်လက်နေမှာဖြစ်ပါတယ်တင်မကြောက်လေတင်းငွေချင်းကကြောက်နေပါလိမ့်မယ်တင်သူများကိုမတရားလုပ်ထားရဆိုလို့ရှိရင်ဒီနေရာရောက်တော့ဆိုတော့တင်အလူလဲခံရပါပြီတင်းငွေချင်းတွေတင်းကိုလိန်ထားတယ်ဆိုလို့ရှိရင်ဒီနေရာကိုတခါတော့ခေါ်ပြအောင်ခေါ်တော့ပါအထက်ထဲရောက်လို့ရှိရင်တင်သူ့ကိုမေးချင်တာတွေမေးလို့ရပါတယ်ဒီနေရာမှာမြင်နေရတယ်ဆိုလို့ရှိရင်ဒါငရဲမင်းကြီးတွေပါငရဲမင်းကြီးတွေကနေပြီးတော့တင်တို့အပြစ်ပေးမဲ့အခန်းတွေဖြစ်ပါတယ်ဒီနေရာမှာအပြစ်ပေးတဲ့ဆိုလို့ရှိရင်တော့တင်တို့တွေအပြစ်မရှိအောင်နေကြပါတကယ်လို့ငရဲမင်းကြီးကနေတင်တို့အပြစ်ပေးမဲ့ဆိုလို့ရှိရင်တော့တင်တို့ကဘွားကူကောင်းမှာမဟုတ်တော့ပါဘူးတင်တို့တွေဘွားကူကောင်းစင်နေဆိုလို့ရှိရင်တော့ဒီနေရာကိုတေချာသွားပြီးတော့မိမိလုပ်သမျှအပြစ်တွေကိုရှခိုးဦးချကြော့ပြီးတော့ဖိမှုကောင်းထောင်ပြီးတော့ရှခိုးပြီးတောင်းပန်ကြပါမတောင်းပန်တင်တို့တွေအပြစ်တွေခံရပါလိမ့်မယ်ကျွန်တော်ကတော့ဒီတော့ပဲပြောပြပါမယ်တင်တို့တွေဒီနေရာဆာပြီးဖျားတရားမြဲကြပါဖျားတရားမမြဲလို့ရှင်ဒီနေရာရောက်တင်တို့ငရဲသားတွေကလှန်နေနဲ့ထိုးကြပါလိမ့်မယ်ဒီနေရာကိုလာလေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှိတဲ့ဘီနယ်မျိုးလေးကိုရောက်လာခဲ့ပါလို့လေးစားစွာဖိတ်ကြားလိုက်ပါတယ်လာလေကြပါကျွန်တော်စောင့်မျှော်နေပါတယ်ခင်ဗျာ